စဉ်လက်လက်မမီရရက်သို့မဟုတ်မပန်ပွေခံစားမှုတွေထုံအံပြလို့မရတဲ့ကျေဖျောင်းလေးကကျွန်တော်ပါမေတ္တာသားတွေပူတိုင်းမရောက်တဲ့တန်ရောစဉ်လက်လက်မမီရရက်မှာမပန်ပွေကနေတဲ့တတိယတာအမတ်တရတွေကိုတန်တားမိတာဆွေးမိတာငေးမိတာကျင့်တာရသွားတာလက်လက်ဆက်ဆက်မျက်ရည်ကျတာစိတ်ဟာတန်ရာကိုပိုးမေးတယ်လို့မေးတဲ့ပခုံးလောက်စပင်းရဲ့အပြာရောင်ဖဲစာကောက်စီကျိုးရဲ့စူပါကတ်ဆိုင်ကယ်လေးရဲ့စက်ကူပန်းတွေပွင့်နေလန်းကြည်လိုညနေတွေဟာရုပ်ရှင်အနည်းပြခွက်တွေလို့ရင်းမာဖက်နဲ့အဖြူလေးရောတင်တန်းကျောင်းကယူနီဖောင်းရော0.45 ဘောပင်ကိုအင်ကြီးစားမှာညှက်ထားတတ်တာရောမုတ်ဖိုးရှင်းတဲ့အခါထုတ်တတ်တဲ့ပတ်စံအနွမ်းလေးတွေကိုညှက်ထားတယ်။တက်ရည်အဖုံးညူရောင်နဲ့ဒရာရီစာအုပ်လေးရောအဲ့ဒီအမတ်တရားတွေနဲ့အသက်တမြပါခွဲအလွမ်းရတောင်ကမိုးဦးကြလေဦးကြလို့ပိမ့်ပိတ်အောင်မောင်းတဲ့မပန်းမွေရဲ့အစကိုပြန်သွားခြင်းလည်းမရအဆုံးကိုမသွားလို့လည်းမရအချစ်ကလည်းအချစ်ရောက်ရကြရအရက်ဆိုဒီကလည်းစစ်ဆူမှစစ်တဲ့မပန်းမွေရဲ့မပန်းမွေဟာအင်ဒရီရှိတဲ့မပန်းမွေဟာစက်တရေရှိတဲ့လမ်းဘေးကစကြပန်းဖြူဖြူပွင့်လေးတွေလမ်းပေါ်ကျွေးတယ်လို့မိုးဦးစပယ်တွေအပင်မှာဝေတယ်လို့ဝေခဲ့ကျွေးခဲ့ရမြစ်တာတွေပေါ့နိုင်ငံတော်အာဏာကိုလူယုံမာတွေလူတော့မပန်းပွင့်ပြောခဲ့တဲ့စကားအမှန်တရားကခါလဲမြူချနေရတယ်ဆိုမမြူချနိုင်လို့ကျွန်တော်အန်ချမိတော့လေလမ်းပေါ်ထွက်ရင်ဂယုဆိုင်ပါလို့မှာပြီးမပန်းဝတ်တယောက်အိမ်မှာမြစ်တာပို့နေခဲ့တာမလားတော်ပြီပေါ့တဲ့စီရီယန်လောက်တာနဲ့တော်လောက်ရောပေါ့တယ်မပန်းဝတ်ကိုမငဲ့တော့ဘူးလားတဲ့တော်ရဲသွားရင်မပန်းဝတ်လမ်းနေရမှာလေကျွန်တော်လဲလမ်းနေခဲ့ရတာပါမပန်းဝတ်ခင်ဗျာတိုင်းရင်းသားကိုင်တပတ်ရဲ့ M60 ကတိုက်ပွဲတဲ့ကြီးညက်တဲ့အခါစစ်ဘက်ခတ်ကကျိုးပြတ်ကြတဲ့အခါဒုက္ခိတာဖတ်ချမ်းကိုခံကလေးနှုတ်ခမ်းမှာရှာလို့မတွေ့တဲ့အခါမပန်းပွင့်ကိုလွမ်းတဲ့အခါအိမ်မက်တွေဝေးသွားလိုက်တာများတမျောတခေါ်ချီပေါ်မပန်းပွင့်ရဲ့ပြောပြရအောင်မယ်မပန်းပွင့်ရဲ့ဂရိတရာကြီးမှာအာခိလီဆိုတဲ့သူရဲ့ကောင်ကြီးရှိတဲ့သူဆက်ဆက်တဲ့အခါသူ့ချစ်သူဘရစ်စဲကိုဘရင်ကသိမ်းတဲ့အဲ့ဒီချိန်ကစားလို့နှစ်များစွာအာခိလီဟာစစ်မတိုက်တော့ဘူးတဲ့ကျွန်တော်လိုပဲစိတ်သေးသွားတယ်ထင်ပါတယ်ခက်တာကကျွန်တော်တို့လိုကောင်းတွေကိုဘသူကများစစ်ထဲအတင်းဝင်ခိုင်းခဲ့လို့တော့မပန်းဝင်ရဲ့ကျွန်တော်ကခံစားချက်တွေကိုတော်လန်လို့စိမ့်နဲ့အေးခဲပြစ်လိုက်ရတဲ့ကောင်ပါဗျာရက်ဆက်မှကြည်ကွဲမှနာခြင်းထိမထင်ကျွန်တော်ဟာဖျားမရှိခိုးတဲ့နေ့တွေတရက်နှစ်ကုံအာကုံမဆောင်တဲ့ညတွေများခဲ့ပြောစကားနားမထောင်လို့လားဖျားတရားမမေ့နဲ့လို့အမြဲမှတက်တဲ့မပန်းဝဲတယောက်ဆေးဆက်လိုက်ပြီလို့သိရတဲ့ညရီတော့ရီရတယ်မပန်းဝဲရဲ့အဲ့ဒီညကလည်းလက်နက်ကြီးတွေကြားလို့ကျွန်တော်ကောင်းကောင်းမလွှမ်းရပါဘူးဝမ်းနေတာနာကျင်တာဂျိန်းကနေပောက်ကွဲပြီးစီကနေနားတွေကကြားတာနင်ပြန်လာပါလားလို့ပို့တဲ့အတန်ဖိုင်လားလေရင်ဘုံဆန်ကကင်းတဲပေါ်ကြတဲ့အတန်လားမို့တမိုင်းတွေကသူရဲကောင်းလက်ကောင်းအိမ်မှာနှင်းကေတရာဆိုတဲ့ချစ်သူမင်းကလေးရှိတယ်သူကလည်းမပန်းဝတ်လို့လှတဲ့မြားတဲ့ရာကြီးကြောပြင်းပြည့်တကူလုံးတွေးချင်းချင်းနေပြီးတတိလက်နေတဲ့လက်ကောင်းအိမ်ကို
ချစ်ချင်းမြတ်တာနဲ့ရအောင်ကူတဲ့ကျွန်တော်ဒဏ်ရာရတဲ့အခါမပန်းဝင်းကိုလွမ်းဝေးမရခြင်းကဒဏ်ရာတွေပိုသေးစီတော့မှတိလာမပန်းဝင်းရဲ့အိမ်အဝေးရက်မှာမဖျားရဲတဲ့ကောင်မြတ်တာငတ်သူတွေကြားထဲကမှမပန်းဝင်းနဲ့ဆက်သွယ်ထည့်ပြရတော့မယ်ကောင်အဲ့ဒီကောင်ကစစ်တရင်တွေကြီးနားထောင်နေရတဲ့ကြားကကိုခင်မောင်တို့ရဲ့စောင့်လို့တော့နေရောတချင်းကိုကြားတဲ့အခါရှိုက်ကြီးတငယ်ထထငိုတက်ပြန်သေးတယ်ပထမကမ္ဘာစစ်တုန်းကပြင်သစ်ကဗျာဆရာဟင်းစ်အာဟာသူ့ချစ်သူဆိုဖီတူဘာနဲ့ဇူးရစ်ကဘော်ဒဲအားအမှုပညာရင်းမြုံလေးကိုစစ်ဆောင်ခဲ့တဲ့ကျွန်တော်ဟာမပန်းဝင်းလက်ကိုဆွဲပြီးမဲဆောက်ပတ်ချမ်းမှာအေးစစ်စစ်နေဖို့စိတ်ကူးမတက်ခဲ့တဲ့ငတုံးအားပေါ့ဗျာလီနေရလွင့်ပါသွားတဲ့တန်ရောစင်တိမ်တွေရဲ့ပါဗျာဘေးတန်တရားကမြစ်တာတွေမှမသိစစ်ကြီးတွင်းမှာတော့ကြောက်ချင်းနဲ့ခုနေရတော့မှသူများနဲ့စိတ်ဆက်ထားတဲ့မပန်းမွင့်ကိုလွမ်းမိလို့ကျွန်တော်ကနေရဲထထကြောက်မဲကောင်းဗျာခံစားမှုကိုထုတ်အံပြလို့မရတဲ့ကျေဖျောင်းလေးကကျွန်တော်ပါမြစ်တာစာရီပိုတိုင်းမရောက်တဲ့တန်ရောစင်လက်လန်းမီယာရက်ကိုမပန်းဝဲတကယ်ရောက်သွားခဲ့ပါပြီချစ်ချင်းမြတ်တာကိုထုံးကြီးပြသဖို့မပန်းဝဲနဲ့ဆုံတဲ့အခါကျွန်တော်ဆိုရဲကျေဖျောင်းလေးဟာလောင်ကျွမ်းပြကြပြီးလာရောပေါ့တင်သူ